ဒီနေ့တော့ reset နဲ့ shutdown ဘာကွာလဲဆိုတာကို beginner တွေအတွက်အလွယ်ဆုံးပုံစံနဲ့ပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါ shutdown ဆိုတာကွန်ပျူတာကိုလုံးဝပိတ်တာဖြစ်ပါတယ်။ restart ဆိုတာကကွန်ပျူတာကိုပိတ်ပြီးအလိုလျောက်ပြန်ဖွင့်တာဖြစ်ပါတယ်။ကွန်ပျူတာ error တချို့ဖြစ်တဲ့အခါ restart လုပ်ပြီးရင်ပြန်ကောင်းသွားတတ်ပါတယ်။အခု restart လုပ်ကြည့်အောင် start button ပေါ်ကို mouse ကိုတင်ပြီး mouse ဘယ်ဘက်ခလုတ်ကိုတစ်ချက်နှိပ်ပါပြီးရင် power ပုံလေးကိုနှိပ်ပါ restart ဆိုတာကို mouse ဘယ်ဘက်ခလုတ်နဲ့တစ်ချက်နှိပ်ပါအခုဆိုကွန်ပျူတာကပိတ်ပြီးခဏနေရင်အလိုလျောက်ပြန်ပွင့်လာပါလိမ့်မယ် shutdown ကတော့ပြန်မပွင့်တော့ပါဘူးကိုယ်တိုင် power button နှိပ်မှပြန်ပွင့်မှာဖြစ်ပါတယ် restart နဲ့ shutdown ကိုသိရင်ကွန်ပျူတာကိုပိုပြီးမှန်မှန်ကန်ကန်အသုံးပြုတတ်လာမှာဖြစ်ပါတယ်ကွန်ပျူတာနည်းပညာတွေကိုဆက်လက်လေ့လာခြင်းရင် follow လုပ်ထားဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်